မေဘာတော့ ဘာလို့နေချက်တော့ ငါဆက်နေချက်တယ်ငါဆက်နေ ချက်ပါအောင်လားမဲသားတွေ စီချက်မှာလာတဲ့တဲ့ဝဲမဲဟိတ်က မဲသားတွေဝတ်တိုင်းချက်ပါအောင်လားဒီတစ်ခါ ဝဲတယ်မလာသေးလို့လာဝဲမှာ ချက် မလို့မရဘူး ချက်အောင်လေဒီတစ်ခါ အခုမရှိလို့အခုမချက်တာလာတဲ့တဲ့ဝဲမဲပြက်ပါပြက်ဝဲမဲဝက်ပါဝက်ဝဲမဲ ဟုတ်တာပဲဟင်းကောင်းမချက်ရမနေနိုင်ဘူးဆိုဒီနေ့ရောချက်အောင်လေ အဲ့ဒါဟင်းကောက်မဲ့ကို ငါတင် ရန်ကုန်ငမြန်းတုံးနေခွန်သားတွေဟိတ်က မချက်ရရင်ဘလို့ရဲ ချက်ရရင်စိတ်တနှောင်းကနေနဲ့သမင်းသားနာကိုလင်းစိတ်သားစိတ်ကုန်တယ်လို့ပြော ဟင်းကောင်းမပါရဟင်းကောင်းမပါရမေဘလို့ရဲ မရဘူးလင်းစိတ်သားစိတ်ကုန်တယ်လို့ပြောဆိုတယ်အစိတ်ရလို့ကိုသမိုးမကူးကြုံချောင်းချောင်းနေ ကျုပ်အဲ့လိုကြီးကြိုက်ပါဦးအမေရဲ့ဘာလို့အမေ မကြိုက်ရှိတာနဲ့စားလေ စားပါလေ ငါတော့ကြိုက်လို့ဝယ်ဦးမယ်တဲ့အတဲ့ရှိဝယ်မှာပဲ လက်ကဘာခါပြတော့ လိုင်းနေပါတော့ အမေတူတူစကားလဲရတယ်နော် တို့တို့လည်းရတယ်ကြဲကြဲလည်းရတယ် ဘယ်ဟာပြောရတာအားရဆုံးတော့ အာကိုပါကိုမျိုးခလာအမေမွေးကြတဲ့အတန်အကောင်းဆုံးအဲ့ဒီအခုတန်ကောင်းဆုံး ဟုတ်တယ်နော်မေရဲ့ ဟုတ်တယ် အဲ ဒီကြီးတို့ရိုးရိုး လေကြီးတို့ရိုးမေဒီမကြုံပြောမယ်မေလုတ်ပေါင်းမေချစ်တဲ့ပြိတ်တဲ့လေးတွေခုနှစ်တာသမီးလေးတွေ အော်အမေနေလိုက်မြစ်တာပို့တယ်ခုနှစ်ရက်သမီးခုနှစ်ရက်သားတွေနိုင်ငံအနှံ့ရွာအနှံ့ကြမ်းမာကြချမ်းသာကြကတိတုံးမကျော်လွှားနိုင်တဲ့ပုဂ္ဂိုလ်သူပုဂ္ဂိုလ်မြတ်တွေအားလုံးဖြစ်ကြပါစေတော့ မေဘေးအစုံနဲ့ခုနှစ်တာသမီးအားလုံးပြေးသွားကြပါစေဗျာဒီနေ့ဟင်းကောင်းမချက်လို့တဲ့ ငါမချက်လို့ဟာလာရင်ဝယ်ဦး မချက်ရင်နေကမနေနိုင်တာ အတန်ကြောက်ဝယ်ရင်နာပါဆုံး အမေ ဘာကိုမပေါ်နဲ့ အမေဒီမဲ့လူများလို့ပတ်စံမရှိဆိုအမေဘယ်လိုလုပ်မလဲ ဟာငါအဲ့ဒါမျိုးကြောင့်မဟိုဟာထွက်ရောက်ဒီဟာထွက်ရောက်ထွက်ရောက်နာဆက်မပြအောင်လို့ဟုတ်ပါဒါတွေမပြောနဲ့ အမေရောင်းတာအမေလကားတနေ့မှ2000 3000မြတ်တာ ဟိတ်ကောင်လူစကားမပြောနဲ့လူစကားပြော အဲ စိတ်တစီချမ်းရနော်ဟုတ်တယ်လုံးတုံးတောင်ဘူး ဒီလောက်လေးနဲ့မြတ်မေပြင်းတော့ပြင်း တော်ပြီလေမလို့နှလုံးအုတ်ထုံနှလုံးမြောင်းရရင်နေထွက်ရပြီလေ အဲဆိုတော့ကြောက်ကြောက်ဈေးရောက်ထွက်တော့မယ်ကြောက် တွားတွားလို့ငါခိုင်းနာကြလားတွား ဟုတ်ပါပြီပြတ်သွားပါတော့မယ်